ဒီနေ့တော့ Amityville ဇာတ်အိမ်ကြီးအကြောင်းကိုပြောပြပေးမယ်။အဲ့ဒီမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကလည်းအရန်ကိုရင်နာစရာကောင်းတယ်။စိတ်နာစရာလည်းကောင်းတယ်ပေါ့နော်။ဘာကြောင့်မို့လို့လဲဆိုရင်သူတို့ရဲ့သားဖြစ်သူကမိသားစုတစ်စုလုံးကိုတတ်ဖြတ်ပစ်ခဲ့လိုက်တာ။ဖအေရောမအေရောသူ့ညီမလေးနှစ်ယောက်ကောသူ့သားရောကိုတတ်ပစ်ခဲ့တာ။တတ်ပစ်ပြီးတော့မှနေသူကကြတော့အဖမ်းခံရတယ်ပေါ့နော်ဒီ1984ခုနှစ်မှာဒီအဖြစ်အပျက်ကဖြစ်သွားခဲ့တာလေဒီအကြာတော့ကြာခဲ့ပြီပေါ့နော်ကိုရီတော်မှမမွေးသေးတဲ့အချိန်ကပေါ့ဒီသူကအဲ့အိမ်ကြီးက Amityville ဆယ်အိမ်ကြီးကဆိုလို့ရှိရင်ဒီနယူးယောက်ပြည်နယ်ပေါ့နော် Amityville မြို့မှာရှိတဲ့112 Ocean Avenue Dutch ပေါ့နော်ကိုလိုနီပုံစံနှစ်ထပ်ခွဲအိမ်ကြီးပေါ့နော်ဒီပုံထဲမှာပြထားမယ်အိမ်ပုံစံကလည်းတကယ်ကိုတရေကားတွေကအိမ်အတိုင်းပဲနော်တကယ်ကြည့်လိုက်ကိုရီးယားတော့အရန်ကြိုက်တယ်အဲ့လိုမျိုးအိမ်မျိုးလေစိတ်ဝင်စားမှုလည်းအရန်ရှိတယ်တိလာဒီပြေဦးလည်းမှာဆိုလဲကိုလိုနီပုံစံအိမ်တွေရှိရလေဒီကအိမ်တွေကတော့အိမ်နီနီလေးပေါ့နော်အရန်ကြိုက်တယ်သွားပြီးတော့လေ့လာခြင်းတယ်တဲ့အိမ်သွားဘူးတဲ့အဲ့အိမ်ကြီးဆိုလဲအရန်ကိုတကယ်ကို horror vibe ကအပြည့်ရတယ်အဲ့အိမ်အကြောင်းလဲနောက်ကြရင်ပြောပြပေးမယ်ဒီတဗီယိုမီသားစုဝင်ပေါ့နော်6ဦးကဆိုလို့ရှိရင်မနက်အစောကြီးဆိုတော့အဲ့အချိန်က3:15ဆိုတော့အိမ်မောကြတဲ့အချိန်လေအရန်ကိုအိမ်မောကြနေတဲ့အချိန်မှာသူ့သားဟာဆိုလို့ရှိရင်ဒီအမက်ပြက်ရိုင်ဖယ်ကိုကင်ပြီးတော့မှနေသူကအိမ်ပေါ်ထက်ကိုတက်သွားခဲ့တယ်ဒုတိယထပ်ပေါ့နော်တက်သွားခဲ့တယ်တက်သွားပြီးတော့သူ့ရဲ့အဖေနဲ့အမေနဲ့အိမ်နေတဲ့ပထမဦးဆုံးအခန်းကိုဝင်သွားခဲ့တယ်ဝင်သွားပြီးတော့သူ့အဖေနဲ့အမေနဲ့ကိုတယောက်ကိုနှစ်ချက်စီပေါ့နော်ပြစ်ပလိုက်တယ်ပထမဦးဆုံးသူ့အဖေကိုပြစ်လိုက်တဲ့အချိန်မှာဒီအနီးကပြစ်ချက်ဖြစ်တာကြောင့်မလို့ဒီရှင်နောက်ကျောကနေပြစ်တာကြောင့်မလို့ရှင်ဘက်ကနေပြီးတော့ကြည်စံကဖောက်ဝင်သွားပြီးတော့အစုပ်ကိုဖောက်ဝင်သွားပြီးတော့သွေးတွေပန်းထွက်ပြီးတော့အဲ့ပေါ်မှာပဲသူကရုံရင်းကန်ရင်နဲ့တည်သွားရပေါ့နော်ပြီးတော့ခါကျတော့အဲ့အတန်ကြောင့်မလို့သူ့အမေကနိုးလာတဲ့ခါကျတော့သူ့အမေကိုလည်းအဲ့လိုပဲပြစ်တက်လိုက်တယ်အဲ့မှာသူကမပြီးသေးဘူးနောက်ထပ်အခန်းတစ်ခန်းကိုသွားခဲ့တယ်သွားပြီးတော့သူ့ရဲ့ညီမလေး2ယောက်အိမ်နေတာတစ်ယောက်က18နှစ်နောက်ထပ်တစ်ယောက်က73နှစ်ပေါ့နော်အဲ့73နှစ်ကလေးလေးအိတ်နေတဲ့ဥစ္စာကိုသူကပထမအဆုံးကလေးလေးကိုအဲ့18နှစ်ကလေးလေးကိုအရင်ဆုံးပြစ်လိုက်တဲ့အချိန်မှာဘေးကကောင်မလေးကလန့်နိုးသွားပေါ့နော်လန့်နိုးသွားပြီးတော့မျက်လုံးမျိုးကြီးနဲ့ထားပြီးထိုင်သူ့အကိုကြည့်လိုက်မှာပေါ့နော်ငါအကိုဘာလုပ်လိုက်တာလဲဆိုပြီးတော့မှနေလန့်နေလို့ရှိသေးရဲ့ဘာမှမကြလိုက်ဘူးစက္ကန့်ပိုင်းအတွင်းကိုပဲခေါင်းကိုမျက်နှာတက်တက်ကိုချိန်ပြီးတော့မှနေရိုင်ဖယ်နဲ့ပစ်လိုက်တာရိုင်ဖယ်ရဲ့ကြည်ရဘယ်လောက်ထိပြင်းတယ်လဲဆိုရင်တော့ဒီတရိတ်ဆန်နေတောင်မှပဲဘုံခနဲ့ဒိုင်းခနဲ့တင်နိုင်တယ်လေအဲ့ဒါလူဆိုတော့စဉ်းစားကြည့်လေခေါင်းဆိုပွတ်ထွက်သွားကြတာဘုံခနဲ့အဲ့လိုမျိုးပွင့်ပြီးမှနေတည်သွားခဲ့အဲ့ဒါမကြည်နဲ့နိုင်သေးဘူးနောက်ထပ်တစ်ခန်းသွားတယ်သိလားနောက်ထပ်တစ်ခန်းသွားတယ်သွားပြီးတော့သူ့ညီလေး2ယောက်အိတ်နေတာ2ယောက်အိတ်နေတဲ့ဥစ္စာတစ်ယောက်ကသူ့ညီလေးပထမတစ်ယောက်က12နှစ်နောက်တစ်ယောက်က9နှစ်အဲ့ကလေးလေးတွေကိုလည်း तू ကအဲ့လိုပဲပြတ်တက်ခဲ့တာပြတ်တက်ပြီးတော့မှနေ तू ကအဲ့လိုမျိုးပေါ့နော်တည်သွားခဲ့လေအကုန်လုံးကပွဲချင်းပြီးတည်သွားပြီသူတို့ရဲ့တည်ဆုံးပုံကလည်းတပုံစံနဲ့ပဲထူးထူးဆန်းဆန်းဘလို့လဲဆိုတော့ခါကြတော့သူတည်နေတဲ့ပုံစံကလေမှောက်ရက်ကိုမှဥကောင်းပေါ်မှာလက်နှစ်ဖက်စလုံးကိုတင်လျက်နဲ့တည်နေကြတာနောက်ကြတော့အဲ့လောက်အတန်အကျယ်ကြီးရိုင်ဖယ်တနတ်တန်အကျယ်ကြီးကိုဘေးပတ်ဝန်းကျင်ကမကြောက်ဘူးဒါပေမဲ့လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်လေသူတို့အိမ်ကြီးကအကြီးကြီးဖြစ်ပြီးတော့ပတ်ဝန်းကျင်ကလည်းနည်းနည်းဝေးမှာ哦အဲ့ဒါကြောင့်မို့လို့လဲမကြားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်เนาะအဲ့လိုမျိုးပေါ့เนาะအဲ့ဒါသူ့ကိုစုံစမ်းစစ်ဆေးတဲ့အခါကျတော့လေဘလို့ဖြေလဲဆိုတော့အဲ့ကောင်လေးကလေသူ့ကိုတဲ့ဒီအိမ်ထဲမှာရှိနေတဲ့ဝိညာဉ်တွေဟာတဲ့သူ့ကိုတဲ့ဒီပေါ့နော်ဒီသူတို့အဖေအမေနဲ့သူ့မိသားစုကိုတတ်လိုက်ပါဆိုပြီးတော့မှနေသူ့ကိုစေခိုင်းနေလို့တဲ့အားကြောင့်မလို့ तू ကဘာမှအသိစိတ်မရှိတော့ဘဲနဲ့သူ့အဖေနဲ့အမေနဲ့သူ့ညီမလေးညီလေးတွေကို तू ကအဲ့လိုမျိုးတတ်လိုက်ရတာပါဆိုပြီးတော့မှနေပြောတာသိလားအဲ့ဒါဖြစ်ပြီးတော့မကြောက်ဘူးပေါ့နော်ဒီလူတက်မှုဖြစ်ပြီးတော့မကြောက်ဘူး1985ခုနှစ်ဒီဇင်ဘာလမှာဆိုလို့ရှိရင်ဒီGeorge Les နဲ့ဒီ Katie Les ဆိုတဲ့ဇနီးမောင်နှံနှစ်ဦးဟာဆိုလို့ရှိရင်သူတို့ရဲ့တာသမီလေး3ယောက်နဲ့သူတို့အဲ့အိမ်မျိုးဈေးပေါ်နဲ့ရလို့ဆိုပြီးတော့မှနေပြောင်းလာတဲ့ခါကျတော့လေအဲ့ဒီမှာသူတို့ဒီကခစ်လူငယ်တွေဖြစ်တာကြောင့်မလို့နောက်ကြဒီသူတို့ကကိုရီးယားဗုဒ္ဓဘာသာဝင်တွေမှာဒီတမလွန်ဒီဟိုပါပေါ့နော်ဒီတစေတွေတရေတွေကိုဒီဟာတွေကအယူဆရှိတာကိုသူတို့ရှိမှကြတော့ဒါတွေအယူဆမရှိတော့အယုံကြည်မရှိဘူးလေအယုံကြည်မရှိတော့ခါကျသူတို့ကအေးဟာအေးချောင်းပဲဘာမှမဖြစ်ဘူးဆိုပြီးတော့မှနေတဲ့အချိန်မှာသူတို့ကလေအဲ့ဒီအိမ်မှာ28ရက်ပဲနေလိုက်ရတယ်စင့်ပြေးရတာပြောင်းပြေးရတာအဝတ်တစ်ထည်ကိုတစ်ခုနဲ့ကိုပြောင်းပြေးရတာဘာလို့လဲလို့ဆိုတော့ခါကျတော့လေ
ပေါ့နော် George Les ဟာဆိုလို့ရှိရင်ညဆိုပေါ့နော်အဲ့ဒီသူတို့ပထမမိသားစုတည်ထားတဲ့3:15အချိန်ရောက်ရင်သူအလိုလိုနိုးလာတာပြီးတော့ခါကြတော့လေအဲ့အောက်ထပ်ကိုပဲဆင်းကျင်တာပေါ့နော်ဒီသူကအပေါ်ဆုံးမှာအိတ်တယ်ထင်တယ်နှစ်ထပ်ခွဲအိမ်ဆိုတော့လေအဲ့ဒါဒုတိယထပ်ကိုပေါ့နော်ဆင်းကျင်ပြီးတော့အဲ့ဒုတိယထပ်ကိုလမ်းလျှောက်ချင်တဲ့စိတ်တွေပဲပေါက်နေအဲ့ပြီးတော့ခါကြတော့တဲ့အခန်းတွေကနေလဲတဲ့အဲ့လိုမျိုးအတန်နေကြားရတယ်ပေါ့နော်အဲ့နဲ့တဲ့သူကတဲ့အဲ့လိုမျိုးလမ်းဆင်းလျှောက်တာပေါ့နော်ဆင်းလျှောက်ပြီးတော့ခါကြတော့နောက်ကြတော့တဲ့သူ့ရဲ့မိန်းမဖြစ်တဲ့ပေါ့နော်ဒီ Katy Les ဟာဆိုလို့ရှင်လဲအိပ်ပျော်နေတဲ့အချိန်မှာလေထဲကိုမြောက်တက်သွားတာပေါ့နော်ဒါကတော့ဟုတ်မဟုတ်တော့မသိဘူးเนาะဒီလေထဲမြောက်တက်သွားတဲ့အဖြစ်စဉ်တွေကရှိတယ်เนาะဒီဟာတွေကလေတကယ်ရှိတယ်เนาะဘာလို့ရှိတယ်လဲဆိုတော့ဒီပါကစ္စတန်ဘက်မှာလေဒီ paranormal investigator တွေရှိရလေဒီအဲ့ကောင်ကလေးတွေသွားတဲ့စီဒီမှာဆိုလို့ရှိရင်လည်းသူတို့လေထဲမှာမြောက်တင်တာတွေရှိရเนาะဒါက live လွတ်တဲ့ဟာတွေမှာတောင်တွေ့ခဲ့ပူတယ်เนาะအဲ့လိုမျိုးပေါ့เนาะဒီသူ့ကိုလေထဲကိုမြောက်ပြီးတော့မှနေအဲ့လိုမျိုးပေါ့နော်လေတဲ့ကိုသူ့ခန္ဓာကိုယ်ဆိုတော့ပေါင်ချိန်အများကြီးရှိရလေနော်ဒီ main ကလေးတယောက်ရဲ့ခန္ဓာကိုယ်ဆိုရင်ပေါင်ချိန်120လောက်ရှိမယ်အဲ့ဒီဥစ္စာတော့မှလေတဲ့ကိုမြောက်တတ်တာပြီးတော့ခါကျမနက်မိုးလင်းရင်နဲ့ဒီလက်တွေမှာပေါ့နော်အမာရွတ်တွေပြီးတော့ခါကျမီးလောင်နေပြီးတော့ခါကျဆွဲပြီးတော့ကုတ်ထားတဲ့အရာတွေအဲ့ဒါတွေကလည်းအကြောင်းရင်းမရှိဘဲနဲ့ပေါ်လာတာမျိုးတွေဖြစ်တယ်တဲ့ပြီးတော့ခါကျတော့သူတို့ရဲ့သမီးလေး9နှစ်အရွယ်သမီးလေးဟာဆိုလို့ရှိရင်လည်းအဲ့ကလေးလေးဟာဆိုလို့ရှိရင်လည်းသူ့ကိုပေါ့နော်ဒီတက်ဆိုလို့လက်လာဒီဟိုပါပေါ့နော်အိမ်ထဲမှာဆိုလို့ရှိရင်လည်းတဲ့ခလေးလေးအဲ့တည်သွားတဲ့ခလေးလေးဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်လေဒီတရဲတစီတွေကနေဟန်ဆောင်ထားလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ခလေးလေးတယောက်ကတဲ့အဲ့ဒီအိမ်ထဲမှာတဲ့စော့ကစားနေတာကိုတွေ့တယ်လို့ပြောတာတဲ့ပြီးတော့ခါကြတော့တဲ့သူ့ကိုတဲ့အဲ့သူတို့ရဲ့ဒီအနောက်တိုင်းမှာဆိုရင်ဒဏ္ဍာရီတွေမှာရှိရလေဒီမိစ္ဆာနတ်ဆိုးပေါ့နော်ဝက်ဝင်ပုံစံကြီးလေအဲ့ဝက်ဝင်ကြီးရတဲ့သူ့ကိုမျက်လုံးနေနေနဲ့တဲ့အမောင်နဲ့ကနေစိုက်ကြည့်နေတယ်လို့ပြောတာတဲ့အဲ့နဲ့လေအဲ့လိုမျိုးတွေပေါ့နော်အရန်ကိုဆိုးဝါးတွေဖြစ်တာပေါ့နော်နောက်ကြတော့ခါကြတော့ဒီဘီရိုတွေတို့နယံအုတ်နယံတွေတို့ပရိဘောကတွေရဲ့ဒီကြောင်ချားတွေကနေလေဒီအစိမ့်ပုတ်ရေတွေထွက်လာတာမျိုးတွေအဲ့ဒါတွေကအစားသူတို့ကကြုံတွေ့ခဲ့ရတာပြီးတော့ခါကြတော့ဒီဟိုပါပေါ့နော်ဒီရင်ကောင်လေအဲ့မီးဘိုခန်းထဲမှာဆိုလို့ရှင်တယ်လေအကြောင်းရင်းမရှိဘဲနဲ့ပုတ်စော်တွေနန်းစော်ပြီးတော့မှနေအဲ့ပုတ်စော်တွေနန်းတဲ့အတွက်ကြောင့်မလို့ရင်ကောင်အကြီးကြီးတွေရင်ကောင်အကြီးကြီးတွေဒါတွေ YouTube မှာရှိရတိလားအဲ့ပုံတွေလေရင်ကောင်အကြီးကြီးတွေကတဲ့အဲ့ရင်ကောင်ကြီးတွေကအဲ့လိုမျိုးပြန်လာပြီးတော့မှနေသေနေကြတာလေအဲ့လိုမျိုးမျိုးဖို့ခံရဲ့ကြမ်းပြင်ပေါ်မှာအဲ့လိုမျိုးတွေရှိရပါတော့တွေးခဲ့ရတာပေါ့နော်သူတို့တွေကအရန်ကိုအမျိုးမျိုး6လန့်ခံရတာတွေအရန်ကိုတွေးခဲ့ရတာလေအဲ့နဲ့သူတို့တွေကမကြောက်ခဏနဲ့ပဲ28ရက်နဲ့ပဲနေပြီးတော့မှနေအယုံကြည်မရှိတဲ့သူနော်ဘာမှအယုံကြည်မရှိရလို့ဒါမှပဲဒါတွေကြုံတွေ့ခဲ့ရတာအဲ့ဒါနဲ့သူတို့က28ရက်ပဲကြာတယ်အဝတ်တစ်ထည်ကိုတစ်ခုနဲ့ဘာပစ္စည်းမှလည်းမသိနိုင်ဘူးဘာပစ္စည်းမှလည်းမယူသွားနိုင်ဘူးအဝတ်တစ်ထည်ကိုတစ်ခုနဲ့စင်ပြေခဲ့ရတာတဲ့အဲ့လိုမျိုးတွေ့ခဲ့ရတာပေါ့နော်နောက်ထပ်ကျတော့ဒီဝိညာဉ်စုံစမ်းရေးဆိုင်ရာပေါ့ဇနီးမောင်နဲ့2ယောက်ရှိရလေအတန်လော်ရင်းဝရန်ဆိုတာရှိရလေသူတို့ကဆိုလို့ရှိရင်လည်းဒီအိမ်ထဲကိုဒီတခြားပေါ့နော်ဒီဝိညာဉ်ဆိုင်နဲ့စုံစမ်းစစ်ဆေးရေးသူတွေနဲ့နောက်ထပ်ဒီဘယ်လိုခေါ်မလဲဗီဒီယိုရိုက်ကူးရေးလုပ်တဲ့အဖွဲ့တွေနဲ့သူတို့ကလာခဲ့ပြီးတော့မှနေအိမ်ထဲကိုဝင်ချင်းမှာပဲအဲ့လော်မျိုးသမီးပေါ့နော်အမျိုးသမီးလော်ရင်းဝရန်ဟာဆိုလို့ရှိရင်အိမ်ထဲဝင်လိုက်တဲ့နဲ့သူ့ရဲ့ခန္ဓာကိုယ်ကိုဒီဆွဲညှက်လိုက်တယ်လို့မျိုးခံစားရတာဆွဲညှက်လိုက်တယ်လို့မျိုးပေါ့နော်ဝိညာဉ်တစ်ခုကနေဆွဲပြီးတော့ဖတ်ပြီးတော့ညှက်ပလိုက်တယ်လို့မျိုးခံစားရတာအဲ့နဲ့ဒီအိမ်ထဲမှာတော့တကယ်ရှိနေပြီပေါ့နော်နောက်ထပ်တစ်ခုပြောစရာကြံသွားသေးတယ်အဲ့ဒီအိမ်ထဲမှာဒီခုနကGeorge Les နဲ့ Katy Les တို့ဇနီးမောင်နှံကဝယ်တဲ့အချိန်တုန်းကစာချုပ်ထဲမှာမပါတဲ့လေအိမ်အခန်းတစ်ခုပေါ့နော်အိမ်ခန်းတစ်ခုပါလာသေးတယ်အဲ့အိမ်ခန်းကမြေအောက်ထပ်မှာရှိတာအဲ့အခန်းဆိုလို့ရှိရင်တစ်ခန်းလုံးကိုသူကဆေးအနီအောင်တုတ်ထားတာဆေးအနီအောင်တုတ်ထားပြီးတော့အဲ့ထဲမှာလေပေါက်စော်တွေနန်းစောနေတာပဲတဲ့ပြီးတော့ခါကြလေအဲ့ဒီနေရနေမှာနဲ့အဲ့ကျမ်းပြင်နေပေါ်မှာလေဘာရေးထားလဲသိလားသူတို့အနောက်တိုင်းမှာဒီမိစ္ဆာနတ်ဆိုးတွေနဲ့ပတ်သက်တဲ့မိစ္ဆာနတ်ဆိုးခိုင်းနေမှာပတ်သက်တဲ့ဒီ9000ကျယ်လေမြင်ဘူးမှာပေါ့ဒီဇက်ကားတွေထဲမှာမြင်ဘူးမှာပေါ့အဲ့9000ကျယ်တွေကိုသွေးနဲ့ရေးထားတယ်သွေးတွေနဲ့ဆွဲထားတယ်အဲ့ဒီဥစ္စာလည်းရှိသေးတယ်နောက်ပြီးကြတော့ဒီဖုံးတော်ကြီးကသူတို့ကလည်းအဲ့ပထမအဲ့ဒုတိယလင်မယားပေါ့နော်အိမ်ဝယ်လိုက်တဲ့ပစိပေါ့နဲ့ရတဲ့လင်မယားသူတို့ကဖုံးကြီးပင့်ပြီးတော့မှဖုံးကြီးသူတို့ရဲ့ဘာသာရေးဖုံးကြီးခေါ်ပြီးတော့မှသူကအိမ်တန့်ရှင်းရေးတန့်တာပေါ့နော်အိမ်တန့်တဲ့အချိန်တုန်းကလည်းအဲ့ဖုံးကြီးကိုအဲ့ထဲမှာအခန်းထဲဝင်လိုက်တဲ့နဲ့နှင်ထုတ်တဲ့အတန်လေးထွက်သွားဆိုတော့ဂတ်ထအောက်ဆိုတဲ့
အတန်ကြီးကိုကြားခဲ့ရတယ်တဲ့အဲ့ဒါခုနကြံကက်လို့ဆက်ပြောတာနောက်ထပ်ထပ်ပြောပြမယ်ဒီအတန်လော်ရင်းဝရရဲ့ဒီကြုံတွေးခဲ့ရတဲ့ဥစ္စာကိုထပ်ပြောပြမယ်ပြီးတော့ခါကျတော့လေဒီလော်ရင်းဟာဆိုလို့ရှိရင်သူကဝိညာဉ်နေနဲ့ဆက်သွယ်တဲ့ဒီဟိုဘယ်လိုခေါ်မလဲဝိညာဉ်ဆက်သွယ်တဲ့ဟာပေါ့နော်တို့မြန်မာနိုင်ငံမှာလည်းရှိရလေဒီဝိညာဉ်နေဆက်သွယ်တဲ့ဥစ္စာအဲ့ဒီ sense လောက်တာပေါ့နော်အာယုံခံတဲ့ဟာပေါ့နော်အဲ့ဒါလောက်နေတဲ့အချိန်မှာလည်းဒီ Devio မိသားစုတပ်ဖြတ်ခံရတဲ့ပုံရိပ်တွေကလေသူကဗီဒီယိုပြတယ်လို့မျိုးကွင်းကွင်းကွက်ကွက်ကြီးကိုသူကပြန်မြင်ခဲ့ရတာအဲ့ဒီဥစ္စာကပြီးတော့ခါကျတော့လေသူကအဲ့ batch ပေါ့နော်ဒီတရခံ batch ပေါ့နော်သူတို့ရဲ့တာအကြီးလေး batch ဟာဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ရဲ့ကိုအဲ့ဒီဝိညာဉ်တွေကဝင်ပူးပြီးတော့မှနေစိတ်တဆဆန်ဆန်နဲ့တကယ်ကိုသူ့မိဘတွေကိုတတ်ဖြတ်ဖို့အတွက်ဝိညာဉ်တွေကစိတ်ခိုင်းခဲ့တာဟုတ်တယ်လို့လော်ရင်းဝရန်ကပြောတာတဲ့သူရအဲ့ဒီဥစ္စာတွေကိုအာယုံခံပြီးတာမျက်စိထဲမှာကောက်ကွက်ကွင်းကွင်းမြင်တာနော်ပြီးတော့ခါကျတော့ဒီသူ့ရဲ့ယောက်ျားလေးအတ်ဝရန်ဟာဆိုလို့ရှိရင်တော့ဝိညာဉ်ရေးရွာမှာအရန်ကျွမ်းကျင်တဲ့ဒီမြောက်ထက်ခန်းမှာရှိတဲ့အဲ့လှုပ်ဝက်အခန်းပေါ့နော်ခုနပြောတဲ့အနီရောင်အခန်းထဲကိုဆင်းသွားတဲ့အချိန်မှာဆိုလို့ရှိရင်အလွန်ကိုစိုးစိုးဝါးဝါးနိုင်တဲ့မိစ္ဆာဆွဲအင်ကိုသူကခန်းစားလိုက်ရပြီးတော့ဒီဣဒီယာဆိုလို့ရှိရင်အဲ့အတဝရန်ဟာဆိုလို့ရှိရင်အဲ့အခန်းထဲမှာဒီဘာပေါ့နော်ဒီအမဲရောင်သူတို့ရဲ့အနောက်တိုင်းရဲ့အမဲရောင်လို့ခေါ်လားအနက်ရောင်လို့ခေါ်လားဘယ်လိုခေါ်လဲအဲ့ဒီအောက်လန်းနေနဲ့ဆိုင်နဲ့ပေါ့နော်မိစ္ဆာခိုင်းနေနဲ့ဆိုင်နဲ့ဒီကျဲပုံစံကိုသူမြင်လိုက်တဲ့အချိန်မှာသူခံစားလိုက်ရတာလေဒီကျဲပုံစံနဲ့ဒီအခန်းဟာဒီပေါ့နော်16ရာစုလားဒီ16ရာစုမတိုင်ခင်ကလေးက16ရာစုကလေးကရှိနေတာပေါ့နော်ဒီမိသားစုပေါ့နော်ပထမဦးဆုံးခံရတဲ့လင်မယားမိသားစုမတိုင်ခင်ကလေးက18ရာစုကလေးကဒီအခန်းဟာရှိနေတာတဲ့ဒီအခန်းဟာရှိနေတာလို့သူကပြောတယ်ဘာလို့လဲဆိုတော့အဲ့ကလေးကဂျင်းဒီကျဲ6000ကျဲ9000ကျဲပုံစံနဲ့ပေါ့နော်ဒီမိစ္ဆာတွေကိုခေါ်တဲ့မိစ္ဆာတွေကိုရစ်ပူစော်တဲ့ဟာဒီထက်မှရှိနေတာအဲ့ကလေးကရှိနေတဲ့ဟာကိုဒီအိမ်ကြီးကိုပေါ့နော် Amityville အိမ်ကြီးကိုစောက်တဲ့အချိန်မှာဒီအခန်းကိုငုံပြီးတော့မှနေစောက်လိုက်တဲ့သဘောရှိရပေါ့နော်အဲ့ဒါကြောင့်မလို့ဒီအခန်းဟာဒီမိစ္ဆာတွေရဲ့ဝင်ပေါက်ထွက်ပေါက်ပေါ်တယ်နေနဲ့ရှိနေတာဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးယူဆရတယ်တဲ့အဲ့လိုပြောထားရပေါ့နော်သူတို့အဖွဲ့ရဆိုလို့ရှိရင်ဒီအိမ်ထဲမှာလေရိုက်ကူးရေးပေါ့နော်အခုခေတ်လိုမျိုးဆိုလို့ရှိရင် CCTV လိုမျိုးဟာမျိုးရှိမှာပေါ့အဲ့တော့ကကလေးကသူတို့ရှိမှတွေကရှိကြတယ်လေဒီအနီအောက်ရောင်ကြီးတွေနဲ့ရိုက်တဲ့ကင်မရာတွေပါတွေကလည်းရှိခဲ့တယ်ခုချိန်ထိလည်းရှိသေးရဲ့လေအဲ့ဒန်လော်ရင်းဝရန်ကခုချိန်ထိလည်းရှိတယ်အဲ့ဒီကင်မရာတွေကိုတက်ပြီးတော့မှနေစောင့်ကြည့်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီဝိညာဉ်တွေကိုတွေးခဲ့ရတယ်ဒီကောင်လေးတွေကလေးလေးပေါ့နော်ဒီကလေးလေးရဲ့ဝိညာဉ်ကိုတွေ့ခဲ့ရတယ်ဒီကလေးလေးဟာဆိုလို့ရှိရင်လည်းဒီသူတို့ရဲ့အဲ့တည်သွားတဲ့မိသားစုရဲ့ကလေးရဲ့ဝိညာဉ်လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှင်လည်းတခြားပေါ့နော်အဲ့ထက်မှရှိနေတဲ့နတ်ဆိုးတွေရဲ့ဝိညာဉ်တွေလည်းဒီကလေးပုံစံအယောင်ဆောင်ပြီးတော့မှနေသူတို့ကိုပြတာလည်းဖြစ်ချင်ဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးပြောတယ်ဒီအိမ်ကြီးอ่ะဆိုလို့ရှိရင်ရိုးပေါ့နော်ဒီတိုင်းတာမန်တရဲ6တဲ့အိမ်ကြီးမဟုတ်ဘဲနဲ့သူတို့ဘဝမှာလေသူတို့ဒီ paranormal investigative လုပ်နေတဲ့သူတို့ရဲ့တက်တန်းတစ်ချောင်းမှာဆိုလို့ရှိရင်ဒီလိုမျိုးအိမ်မျိုးသူတို့မတွေ့ဘူးတဲ့အရန်ကိုပေါ့နော်ဆိုးဝါးပြီးတော့မှနေတာမန်တရဲ6တဲ့အိမ်မျိုးမဟုတ်ဘူးဒါမိစ္ဆာတွေရဲ့မိစ္ဆာနတ်ဆိုးတွေပိတ်လောင်ထားတဲ့မိစ္ဆာနတ်ဆိုးတွေဝင်ပေါက်ထွက်ပေါက်ပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့အိမ်ကြီးတဲ့အိမ်ဖြစ်တာကြောင့်မလို့အခုချိန်ထိတော့ဒီအိမ်ကြီးကအရန်ပြတိုက်တစ်ခုလိုမျိုးပဲဖြစ်နေတော့တယ်ပေါ့နော် horror ရုပ်ရှင်တွေရိုက်ကူးတဲ့ပုံစံမျိုးနေရာမျိုးနဲ့အဲ့လိုမျိုးပြတိုက်တစ်ခုလိုမျိုးပဲဖြစ်နေတော့တယ်အခုချိန်ထိလည်းဘာမှတရဲတွေကလည်း6နေတော့မယ်ပေါ့နော်ရှင်းလင်းနိုင်တာမျိုးလည်းမရှိသေးဘူးဆိုပြီးတော့မှနေပြောထားတယ်ပြီးတော့ဒီတရဲ6လက်မှုဆိုင်ရာဒီတရဲတွေဝိညာဉ်တွေ6လက်မှုနဲ့ပတ်သက်တဲ့ဒီစုံစမ်းစစ်ဆေးရေးလုပ်တဲ့သူတွေအတွက်လည်းဒီနေရာအရန်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ကုန်ချမ်းတဲ့နေရာဖြစ်နေတယ်ပေါ့နော်အခုချိန်ထိလည်းအရန်ကိုစိတ်ဝင်စားတယ်ကိုကတော့ဒီမြန်မာနိုင်ငံမှာရှိခဲ့အဲ့လိုမျိုးနေရာဆိုသွားကြည့်မှသိလားညဘက်တော့မသွားရဘူးနေကဘက်တော့သွားကြည့်ချင်တယ်ကိုရီပြုံးနေမှလည်းရှိရလေအဲ့လိုမျိုးအိမ်ကြီးတွေဆိုအရန်ကိုစိတ်ဝင်စားတယ်ကြိုက်တယ်သိလားကျမတို့ရဲ့ငငယ်တုန်းကနေခဲ့တဲ့အိမ်ကလည်းလေအရင်တည့်ရချုပ်တာတော့ပြအောင်မနာရကြမှာပြောပြတဲ့ထမလေးနားမလဲတာရှိရင်ရှုပ်ထွေးသွားတယ်ဆိုလို့ရှင်လည်းဒါကျမရဲ့လိုအပ်ချက်ပေါ့နော်နားလည်ပြီးတော့မှနေနောက်ထောင်မိကြပါအားလုံးကိုချစ်တယ်